ထိုင်းနိုင်ငံပထုံထဏီခရိုင်မှာဩဂုတ်လ15ရက်နေ့မနက်ဝီလီဝေလင်းအချိန်လေးမှာပဲဒေသခံတွေကိုအကြီးအကျယ်အံ့ဩမှင်သက်သွားစေခဲ့တဲ့ထူးထူးဆန်းဆန်းဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှိမှရှိတဲ့အထွတ်မြတ်ထားရာမြို့မနတ်ကွန်းရှိကပူဇော်ပသရာစပွဲကုံကြီးပေါ်မှာအဝိအစားဗလာချင်းနဲ့အိမ်မောကျနေတဲ့လိမ်ပြောင်းအမျိုးသမီးတဦးကိုအမှတ်မထင်တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ပြည်သူတွေပန်းနေအမွှေးတိုင်တွေနဲ့ပူဇော်ပသတဲ့ပစ္စည်းတွေတင်တဲ့စပွဲကုံပေါ်မှာအခုလိုအဝတ်မပါပဲလာအိတ်နေတာဟာအလွန်ကိုရိုင်းဆိုင်ပြီးမသင့်တော်တဲ့မြင်ကွင်းဖြစ်နေတာကြောင့်ဒေသခံတွေကရဲတပ်ဖွဲ့ကိုအမြန်ဆုံးအကြောင်းကြားခဲ့ကြပါတယ်။တရင်ရချင်းပဲပထုံထဏီမြို့မှရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေနဲ့အရေးပေါ်ကယ်ဆယ်ရေးပရဟိတအသင်းသားတွေဟာအခင်းဖြစ်ပွားရာနေရာကိုအမြန်ဆုံးရောက်ရှိလာခဲ့ကြပါတယ်။တာဝန်ရှိသူတွေကစပွဲပေါ်မှာအိမ်မောကျနေတဲ့အဆိုပါလိမ်ပြောင်းအမျိုးသမီးကိုတွားရောက်နှိုးခဲ့ချိန်မှာတော့သူမဟာအိမ်မှုံစုံပွားနဲ့အတိတ်တတိကောင်းကောင်းမကပ်ပဲစကားတွေဘလုံးပထွေပြောဆိုနေခဲ့ပါတယ်။ရဲတွေကဘလို့ဖြစ်ပြီးဒီနေရာကိုရောက်လာတယ်လေလို့မေးမြန်းတဲ့အခါမှာတော့သူမကနိုင်ငံသားတယောက်နဲ့အရက်တွေဘီယာတွေသွားတောက်ထားတယ်လို့သာတူတူတုတ်တုတ်နဲ့ရှေ့နောက်မညီတဲ့စကားတွေကိုပြန်လည်ဖြေကြားခဲ့ပါတယ်။အထွတ်မြတ်ထားရနေရာဖြစ်တဲ့အပြင်မြင်ကွင်းကလည်းအလွန်ကိုအယုတ်ဆိုးအကြီးတန်းနေတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကသူမကိုအဝတ်စားတွေချက်ချင်းပြန်ဝတ်ခိုင်းခဲ့ရပါတယ်။အဲ့နောက်ပတ်ဝန်းကျင်တစ်ဝိုက်ကိုဆက်လက်စစ်ဆေးကြည့်တဲ့အခါမှာတော့သူမရဲ့အဝတ်စားတွေအိတ်တွေဟာဟိုတစဒီတစနဲ့ပြန့်ကျဲနေတာကိုတွေ့ခဲ့ရပါတယ်။ဒါ့အပြင်ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီပစ္စည်းတွေကြားထဲမှာမူရစ်ဆေးဝါးရှူရှိုက်ရာမှာသုံးတဲ့ကိရိယာတွေနဲ့ ice လို့ခေါ်တဲ့မူရစ်ဆေးဝါးလို့ယူဆရတဲ့အဖြူရောင်အမှုန့်တွေပါတဲ့ plastic အိတ်ငယ်တစ်ခုကိုပါရှာဖွေတွေ့ရှိခဲ့ကြရပါတယ်။ဒါကြောင့်တာဝန်ရှိသူတွေဟာတွေ့ရှိရတဲ့မူရစ်ဆေးဝါးနဲ့ဆက်ဆက်ပစ္စည်းတွေကိုတပ်တေကန်အဖြစ်သိမ်းဆည်းခဲ့ပြီးအဆိုပါလိမ်မြောင်းအမျိုးသမီးကိုလည်းရဲကားပေါ်တင်ကပထုံထဏီမြို့မှရဲစခန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။လက်ရှိမှာတော့သူမကိုရဲစခန်းမှာအသေးစိတ်ဆက်လက်စစ်ဆေးမေးမြန်းနေပြီးမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိအောင်မူရစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိစစ်ဆေးမှုတွေပြုလုပ်ခါဥပဒေလုံထုံးလုံနည်းတွေအတိုင်းဆက်လက်အရေးယူသွားမယ်လို့သိရပါတယ်။ဒီဖြစ်ရဟာမနက်စောစောစီစီလမ်းသွားလမ်းလာပြည်သူတွေအတွက်တော့အလွန်ကိုအံ့အားသင့်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ခဲ့ရတယ်လို့မြို့ရဲ့ကြက်တီဆောင်အထွတ်မြတ်ထားရနေရာမှာအခုလိုမဖွယ်မရာလာရောက်လှုပ်ဆောင်ခဲ့တဲ့အပေါ်ဒေသခံတွေကြားမှာလည်းအတော်လေးကိုပြောစမှတ်တွင်သွားခဲ့ပါတယ်ရှင်။